တချို့တွေကတချို့လာမြည်ကြတယ်ကျွန်တော်တို့ပေါ့နော်ကျမတို့လက်အောက်ငယ်သားတွေနဲ့အဆင်မပြေဘူးပေါ့ဆက်ဆံရတာပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ပုံစံလည်းမထွက်ဘူးဟိုခါကျအားမလို့အားမရတွေဖြစ်တယ်ပေါ့နော်တခါပြောလိုက်လဲနားမလဲဘူးနှစ်ခါပြောလဲနားမလဲဘူးဒီတိုင်းတိုင်းဒုံရင်းပဲလှုပ်လာကြတယ်ပေါ့နော်ဆိုတော့တစ်ချက်အနေနဲ့ပြောချင်တာတစ်ချက်မှလည်းအဲ့ experience တွေအများကြီးရှိတယ်တကယ်တမ်းကျတော့ကိုယ့်ရဲ့ company မအောင်မြင်ဘူးနော်ကိုယ့်ရဲ့ company ကကိုလိုချင်တဲ့ပုံနေရာကိုမရောက်ဘူးလက်အောက်ငယ်သားတွေကလည်းကိုဖြစ်ချင်တဲ့ပုံစံတိုင်းမလုပ်ဘူးဆိုရင်ဘယ်သူ့ပေါ်မှာတာဝန်ရှိတယ်လဲဆိုလို့ရှိရင်ကိုယ့်ပေါ်မှာပဲတာဝန်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့မိမိရဲ့အလုပ်ကမိမိပဲသိတယ်မိမိရဲ့ employee ကမသိဘူးမိမိသိတဲ့လောက်မသိဘူးအဲ့တော့မိမိသိပြီးတော့မှမိမိလိုချင်တဲ့ဟာကို communication နဲ့ effectively communication လုပ်ပြီးတော့မှ employee တွေသိအောင်လုပ်ပြရမယ်ဒါမှမဟုတ်လို့ရှိရင်လည်းမိမိကခိုင်းတတ်ဖို့လိုတယ်သူတို့ဘယ်လိုခိုင်းမလဲနော်စိတ်ညစ်နေမဲ့အစားသူတို့တခုမလုပ်လို့စိတ်ညစ်မဲ့အစား powerfully ပေါ့ leadership ပုံစံနဲ့ဘယ်လိုမျိုးခိုင်းမလဲပေါ့နော်ခိုင်းနေဆိုတာကတခါကြလို့ရှိရင်တချို့တို့မှရှိတယ်ဟို boss တွေကခိုင်းသွားပြီမဲ့ employee တွေကဘာလို့လို့မှမသိသူတို့နားမလဲတာလေးရှိတယ်အဲ့နားမလဲတဲ့အပိုင်းလေးတွေကိုက boss တယောက်အနေနဲ့နားလဲအောင်လို့ကွာလုပ်ပေးရမယ်တာဝန်မိမိမှာရှိတယ်အဲ့တော့ဆိုလိုချင်တာကတော့ကိုယ့်ရဲ့အလုပ်ကိုကိုယ့်လောက်ဘယ်သူမှမသိဘူးကိုဘာဖြစ်ချင်လဲဆိုတာလဲကိုယ့်လောက်ဘယ်သူမှမသိဘူးเนาะကိုကဘယ်လိုမျိုးလုပ်မလဲဆိုတာလဲကိုယ့်လောက်ဘယ်သူမှမသိဘူးဆိုတော့ကိုယ့်ရဲ့လက်အောက်မှာကိုယ့်စီမှာအလုပ်လာလုပ်တဲ့လူအားလုံးကသိမှာမဟုတ်ဘူးအဲ့တော့ဘယ်လိုသိအောင်ပြမလဲဘယ်လိုသိအောင်ဆက်ဆံမလဲဘယ်လိုသိအောင်ခိုင်းမလဲဘယ်လိုသိအောင်လမ်းပြမလဲဆိုတာကမိမိနဲ့ပဲဆိုင်ပါတယ်လို့ဒါကတော့တစ်ချက်အနေနဲ့ကတော့ကုမ္ပဏီပိုင်ရှင်တွေပေါ့နော် boss ဖြစ်တဲ့နေရာတွေမှာတစ်ချက်အနေနဲ့ပြောပြချင်တာပါဟောဆိုတော့တစ်ချက်ကိုယ်တိုင်လဲဘယ်သူမပြုမိမိမှုဆိုတာမျိုးတွေနဲ့လုပ်ခဲ့ရရှိတယ်ဆိုတော့အလုပ်အဆင်မပြေတိုင်းကိုယ့်ရဲ့ employee ကိုတွားပြီးအပြစ်တင်တာမျိုးတွေချေလို့လုပ်လို့မရဘူးဘာလို့လဲဆိုတော့မိမိပုံမှာပဲမူတည်တယ်မိမိကြောင့်မလို့တချို့ employee တွေလမ်းပြောက်တာတွေလည်းရှိတယ်ဘယ်လို့ကိုဘယ်လိုလုပ်ရမှလဲမသိတာရှိတယ်ပေါ့နော်ဒါကြောင့်မို့အဲ့ဒီအပိုင်းလေးတွေမှာလည်းတချို့တို့ဘယ်လိုမျိုး being ကို create လုပ်ပြီးတော့မှ employee တွေအလုပ်လုပ်ချင်တဲ့စိတ်ရှိလာအောင်လို့ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် ownership အနေနဲ့လာလုပ်ပေးတာတို့ performance တွေတိုးတက်တာမျိုးတို့ပေါ့နော် TTA ကနေတော့မှတချို့တို့တွေ corporate training တွေရှိပါတယ် employee အတွက်လည်းရှိတယ် employer အတွက်လည်းရှိပါတယ်လို့နော်